ဒီကောင်လေးကမိန်းကလေးတွေကိုနေတိုင်းတက်လေရှိတယ်ပြီးရင်သူတို့ရဲ့ခန္ဓာကိုယ်ကအစီတွေအားလုံးကိုထုတ်ယူပြီးအဲ့ဒီအစီတွေကိုအိုးကြီးတစ်လုံးထဲမှာအပူပေးတယ်ပြီးတော့အဲ့ဒီကနေရေမွေးတစ်ခွက်ချက်တယ်အဲ့ဒီရေမွေးကမိန်းကလေးတွေရဲ့အနံ့လိုပဲအဲ့ဒီလိုလှုပ်ခြင်းအဖြစ်ရေမွေးဆက်နှစ်ခွက်ပြုတ်လုခဲ့တယ်ရန်နှင်းငယ်အတွင်းမှာပဲရေကန်တွေထဲမှာမိန်းကလေးတွေရဲ့အလောင်းတွေကိုတွေ့ရှိခဲ့ရတယ်မိန်းကလေးတွေဟာနေရာတိုင်းကနေပျောက်ကွယ်သွားကြတယ်ဘရင်ကလူတိုင်းကိုသူတို့ရဲ့အိမ်တွေမှာပိတ်လောင်ထားဖို့အမိန့်ပေးခဲ့တယ်ဘယ်သူမှအပြင်မထွက်သင့်ဘူးဒါပေမဲ့ဘာမှအကျိုးသက်ရောက်မှုမရှိဘူးဘရင်ကသူ့သမီးရဲ့အသက်အန္တရာယ်မရှိအောင်မြို့ကနေနှင်ထုတ်လိုက်တယ်ဒါပေမဲ့ဒီကောင်လေးမှာထူးဆန်းတဲ့စွမ်းအားတစ်ခုရှိတယ်အဝေးကနေတောင်တယောက်ယောက်ရဲ့အနံ့ကိုမှတ်မိနိုင်တယ်မင်းသမီးရဲ့အနံ့ကိုရှူရှိုက်ပြီးနန်းတော်ကိုထွက်ပြေးသွားတယ်ဘရင်ပြန်လာတော့သူ့သမီးတိတ်ဆုံးသွားပြီကောင်လေးကလည်းသူမကိုတက်ပြီးသူ့အရန်ကြိုက်တဲ့ရေမွေးတစ်ခွက်ပြုတ်လုခဲ့တယ်ဒါပေမဲ့စစ်သားတွေရောက်လာပြီးသူ့ကိုဖမ်းမိခဲ့တယ်စုံစမ်းစစ်ဆေးမှုအတွင်းခွေးကသူ့အိမ်ထဲကိုဝင်ရောက်လာတဲ့အခါမြေအောက်တွင်မြုပ်နှံထားတဲ့မိန်းကလေးအယောက်20ရဲဝတ်စားများကိုထုတ်ယူခဲ့တဲ့ဘရင်ကဈေးလယ်မှာလူတိုင်းရှေ့တွင်ခေါင်းဖြတ်ရန်အမိန့်ပေးခဲ့တယ်ကျိုးပေးပွဲမတိုင်မီကောင်လေးကမိဖုရားရဲရေမွေးကိုတိတ်တဆိတ်ထုတ်ယူပြီးအဝတ်တစ်ခုပေါ်တော့မှတင်ပြီးပတ်ဝန်းကျင်တစ်ခုလုံးဖြန်းခဲ့တယ်ရေမွေးကိုရှူရှိုက်ပြီးနောက်လူတိုင်းဒေါသထွက်သွားကြတယ်ရေမွေးရန်နဲ့ရသူတိုင်းကသူ့ချေရင်းမှာပြောက်ဝဲကြတယ်လူများကအချင်းချင်းချစ်ချင်းမြတ်တာကိုဖော်ပြကြတယ်ကောင်လေးကမိဖုရားကိုအယမ်းချစ်ခဲ့တယ်ညဘက်မှာသူ့ကိုယ်သူရေမွေးအားလုံးလောင်းချလိုက်တယ်အဲ့နောက်မိန်းကလေးများကရေမွေးရန်နဲ့ရတာနဲ့သူတို့ကသူ့ကိုခုံအုပ်ကဆွဲဖြန့်တက်ခဲ့ကြတယ်